ဘာဖြစ်ရလဲ ငါတို့လိုက်တာဘယ်နှစ်လောက်ရှိပြီလဲ 3နှစ်ရှိပြီထင်တယ် 3နှစ်နော်3နှစ်အချိန်ကိုငါလိုက်ခဲ့ပြီးမှနင်ကဘယ်လိုမင်းကလေးမျိုးလဲဆိုတော့ငါခုမှသိတယ် ငါဘာဖြစ်နေလို့လဲ ငါကောင်လေးငါအိတ်တလုံးဝယ်ပေးရဲဆိုတဲ့ဒီမိုင်းတရနေတင်ထားရမလား ဟုတ်တယ်လေ ဒီအိတ်ကငါဝယ်ပေးတာလေဘယ်လိုနှစ်ကောင်လေးဝယ်ပေးရဲဖြစ်သွားတာလေ ဒါပါတက်ပဲလဲဆိုတော့နမသိရလား ဘာလို့မသိရမှာလဲနင်မကောင်လေးရှိသွားပြီဆိုတော့ငါအတီးပေးတဲ့သဘောပဲလေ အဲ့ဘာလို့တော့နေရလဲ ဒီအိတ်ကငါဝယ်ပေးတာလေဘယ်လိုနှစ်ကောင်လေးဝယ်ပေးရဲဖြစ်သွားတာလေ ဒီနေ့ပြန်လာရင် အေးပြတူ ဖေ20တခါစမကြတယ်အဲ့လည်းမထိုးဘူး နင်နောက်လာဆောင်းဝက်ဖြေလို့ထက်ကြတယ်နင်ကဘတော်မှဖေးလို့မခေါ်နဲ့တော့ကြားလားရော့ ဟုတ်ကဲ့ဟုတ်ကဲ့ ဒီလာကြတော့အခါ ဦးလေးဒီမြလာရင်တော့ဦးလေး သိကြပါဒီလာလည်းကြလာတယ်နေထင်တယ်အဲ့ဒါဆို ဒီမြလာရင်တော့ဦးလေးဖေ ဖေကိုဒီမပြောစားရှိလို့ ဘာပြောမလို့လဲသမီးပြောလေ ဒီမီနောက်တစ်ပတ်ဆိုအတက်20ပြည့်ပြီလေအဲ့ဒါ ဘာလဲသမီးကမုန်းနေပွဲလုပ်ချင်လို့လား ဟုတ်ပါဘူးဖေ ဖေးသိပြီနောက်ဆုံးမ iPhone 85သိန်းနဲ့ဘာလဲလိုချင်လို့လဲ အဲ့လည်းမဟုတ် ဒါဆိုသမီးကဘာလိုချင်တာတော့ ရီးစားလေ ဟမ် ဒီမီအတက်20ပြည့်ရီးစားပေးထားမယ်ဆို လက်ဆက်တော့နင်ကဒါမျိုးကြတော့မမေ့ဘူးပဲဟမ်ချစ်သူရေးစားဆိုတာကအဖေကဘယ်ဆိုင်မှာသွားပြီးဝယ်ပေးရမှာလဲသမီးရဲ့ ဩအဖေဝယ်ပေးစရာမလိုဘူးလေဒီမီကို propose လုပ်ထားတဲ့လူတယောက်ရွေးလိုက်ရုံပဲ ဒါဆိုသမီးရွေးမဲ့ချစ်သူရေးစားအရက်ဘီယာတွေပါတောက်တက်လား no ပါဖေဘာအေးပီယာတွေဆိုနဲ့တော့မခံနိုင် ဒါပေမဲ့ဖဲရိုက်ကျင်ထုတ်နှလုံးသုံးလုံးဘောလုံးပွဲရော ဒါလည်းတူပါသလားမပါဘူး very good အဲ့ဒါဆိုရင်တော့နိုင်ကလပ်တွေပါရောသွားတာလား အဲ့လိုလူရွှဲနေရတဲ့သူဘယ်တော့မှမတော်ဘူးသူကတယောက်တည်းအိမ်ထဲကအိမ်မင်းတော်ထွက်ရလူမျိုးမဟုတ်ဘူးဖေ သမီးချစ်သူရွေးမဲ့ကောင်လေးကတော်လာ ਈ လားဟမ်ဒါနဲ့မူးရစေးဝါရောကင်းရှင်းရလား ဩမွေးရစဝါစင်ပူဆိုးဖေသူကစလိတ်တို့ကွန်းတို့တော့မတောက်ဘူး သမီးဒီဘက်ခင်မှာဒီလိုကောင်လေးမျိုးရှာဖို့မလွယ်တော့ဘူးသမီးရဲ့မြန်မြန်လာလက်ခံလိုက်တော့ အဖေတည်းပြောရနော် တကယ်ပြောတာဗောသမီးရဲ့သမီးကချစ်သူရေးသားရွေးတဲ့နေရာမှာတော်တော်တာပဲဖေသမီးက ဒါနဲ့အဖေပြောတဲ့ဟာတွေသူဘာမှမလုပ်ပေမဲ့သူဝါသနာပါတော့တစ်ခုလို့ပဲဖေ သမီးရဲ့အဖေပြောသွားတဲ့ဟာတွေကလူ့ဘောပျက်စီးစေနိုင်တဲ့အရာတွေလေဒါတွေမလုပ်ဘူးဆိုရင်အဖေချိန်နေပါပြီသမီးရဲ့ဒါနဲ့သူဝါသနာပါတယ်ဆိုတဲ့တခုကဘာလဲသမီး ဂိမ်းလေ ဟမ် ကျွဲကဲနာကဲ fighting ကဲလို့ တော်နေအဲ့ကောင်နဲ့ဆက်သွယ်မလုပ်နဲ့တော့နော်ဒါပဲ ရှင်